အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့မှောင်မိုက်နေတဲ့ဥမင်တွေကအလင်းဆက်ဒါမှမဟုတ်စိတ်သက်ကြခြင်းကိုကြော်လွှားခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဘဝဟာတစ်ခါတည်းမှာအလင်းအောင်လုံးဝမရှိတော့တဲ့မှောင်မိုက်လုံးတဲ့ဥမင်လမ်းကောင်းတစ်ခုတည်းရောက်နေတယ်လို့ခံစားရတတ်ပါတယ်ဘာကိုမှလှုပ်ချင်စိတ်မရှိဘယ်သူနဲ့မှလည်းမတွေ့ချင်ပဲကဘာကြီးတစ်ခုလုံးကကိုယ့်ကိုပြစ်ပယ်ထားတယ်လို့မျိုးပေါ့အဲ့ဒီလူငယ်ဟာကျွန်တော်ပါပဲကျွန်တော်ဟာအောင်မြင်မှုတွေနဲ့ဝေးကွာနေတယ်လို့ကိုသတ်မှတ်ထားပြီးအခန်းမောင်ထဲမှာအချိန်ကုန်ဆုံးနေခဲ့တာလချီကြခဲ့ပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာငါအသုံးကျတဲ့သူပဲလို့အတွေ့အကြုံကြီးစိုးနေပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ငယ်တငယ်ချင်းတယောက်တင်းကျပ်လာခေါ်တာနဲ့သူနဲ့တူအပြင်လိုက်ခဲ့ပါတယ်အဲဒီမှာကျွန်တော်တို့ဟာနှစ်ပေါင်းများစွာတက်တန်းရှိတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာခိတ္တထိုင်နေပြစ်ခဲ့ကြပါတယ်အဲဒီအချိန်မှာကျွန်တော်ဟာတစ်ပင်ကြီးကိုမောကြည့်တပြင်းချမိရင်တငယ်ချင်းကိုဒီလိုစကားစာမိလိုက်တယ်ငါဘဝဒီတစ်ပင်ကြီးလိုပဲခံရမှုမရှိဘူးငါစိတ်တွေအမြဲတမ်းပြိုလဲနေတယ်ကျွန်တော်တငယ်ချင်းကတစ်ပင်အောင်မြေပြင်ကိုညွန်ပြပြီးဒီလိုပြန်ပြောခဲ့တယ်တငယ်ချင်းမင်းဒီပင်ကြီးကိုကြည့်လိုက်တဲ့သူရဲ့တကိုင်းတွေဝေစာနေရပဲမင်းမြင်လာလားတကယ်တော့ဒီပင်ကြီးကစောင်းရည်တော့ရွက်တွေကုန်ကျွေးပြီးတေလူနီးပါးဖြစ်ခဲ့ဘူးလားတဲ့ဒါပေမဲ့သူဟာမြေကြီးကသူ့ရဲ့မြစ်တွေကိုတစ်စိတ်ထပ်ပွားနေခဲ့တာတဲ့အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းထဲကိုအသီးတစ်ခုဖြတ်ခနဲပြေးဝင်လာခဲ့ပါတယ်စိတ်လက်ကြခြင်းဆိုတာဘဝရဲ့အဆုံးသတ်မဟုတ်ဘူးအဲ့ဒါဟာကျွန်တော်ရဲ့စိတ်ဝိညာဉ်နဲ့အနားယူဖို့တောင်းဆိုနေတဲ့စောင်းရည်တစ်ခုကိုရောက်ရှိလာတာပဲလို့တွေးမိလိုက်ပါတယ်ဒီလိုတွေးမိလိုက်တာနဲ့ကျွန်တော်ဟာစိတ်သက်မကြပဲပြန်လေရုံထွက်နိုင်ဖို့အချက်၄ချက်ကိုကျွန်တော်အနေနဲ့စတင်လှုပ်ဆောင်ခဲ့ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့အမှောင်တို့ကိုလက်ခံလိုက်ခြင်းဒီခေါင်းစဉ်ရဲ့အဓိပ္ပာယ်အားဆိုရင်တင်စိတ်မကောင်းဖြစ်နေတာအားငယ်နေတာတွေဟာအပြစ်မဟုတ်ပါဘူးငါစိတ်ညစ်နေတယ်ဆိုတာအတရားဓမ္မဖျောက်ဖျက်မဲ့စားလက်ခံလိုက်တာပထမဆုံးခုထုံးပါပဲငိုခြင်းငိုလိုက်ပါအားငယ်ကြောင့်ဝန်ခံလိုက်ပါလက်ခံလိုက်ခြင်းကတည်ငြိမ်မှုကိုစတင်လာပါလိမ့်မယ်နံပါတ်2အချက်အနေနဲ့ကတော့သိငယ်တဲ့အောင်မြင်မှုလေးတွေကိုစုဆောင်းပါဒီခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကတော့စိတ်သက်ကြနေချိန်မှာအကြီးကျယ်ပြောင်းလဲဖို့မကြိုးစားပါနဲ့ဒီနေ့အိယာထားနိုင်တာရေချိုးနိုင်တာထမင်းတစ်နက်ကိုတိတ်ချစားနိုင်တာအောင်မြင်မှုတစ်ခုပါပဲသိငယ်တဲ့အလုပ်လေးတွေကိုတစ်ခုချင်းစီလှုပ်ဆောင်ခြင်းကတင့်ကိုယ်တင်ယုံကြည်မှုကိုတဖြည်းဖြည်းပြန်လည်တည်ဆောက်ပေးပါတယ်နံပါတ်3အချက်အနေနဲ့ကတော့အလင်းရောင်နဲ့ထိတွေ့ပါဒီကောင်းစဉ်ရဲ့အဓိပ္ပာယ်ကတော့အခန်းမောင်ထဲမှာအောင်းနေခြင်းကစိတ်ကိုပိုပြီးလေးလံစေပါတယ်ဖလင်းမောက်ကိုဖွင့်ပါနေအောင်ကြီးနဲ့ထိတွေ့လိုက်ပါတဘာဝတရားထဲမှာလမ်းလျှောက်ပါတဘာဝရဲ့အစိမ်းရောင်နဲ့နေအောင်ကြီးဟာတင်းအုံနောက်ထဲကပျော်ရွှင်မှုဟော်မုန်းတွေကိုပြန်လည်လှုံ့ဆော်ပေးနိုင်ပါတယ်နံပါတ်4ချက်ကတော့အကူအညီတောင်းခံမှုဝင်မလေးပါနဲ့ဒီခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကတော့တင်းတယောက်တည်းရုန်းကန်နေစရာမလိုပါဘူးစိတ်ချရတဲ့တငယ်ချင်းတယောက်ယောက်မိသားစုဝင်တယောက်ဒါမှမဟုတ်ကျွမ်းကျင်သူတူကိုတင့်ခံစားချက်တွေကိုပြောပြလိုက်ပါစကားပြောလိုက်ခြင်းကရင်ဘတ်ထဲကလေးလံနေတဲ့အရာတွေကိုထောက်ဝက်ခံရောကျသွားစေပါတယ်ဒီဖြစ်ပျက်တွေနောက်ပိုင်းကျွန်တော်ဟာတယောက်တည်းခန်းအောင်နေတဲ့ဖြစ်ကနေကျော်လွှားနိုင်ခဲ့ပါတယ်ကျွန်တော်ဟာရင်လိုချက်ချင်းကြီးပျော်ရွှင်မသွားပေမဲ့ကျွန်တော်ရဲ့ယုံကြည်မှုခိုင်မာတဲ့အမြစ်တွေဟာဥကောင်းထဲမှာခိုင်မာစွာမြဲမြံနေပြီဆိုတော့သိလိုက်ရပါတယ်ဘဝမှာအရေးကြီးဆုံးကတော့အမြဲတမ်းပြေးနေဖို့မဟုတ်ပါဘူးလဲကျသွားတဲ့အခါ
ပြန်ထားရမယ်ဆိုတဲ့စိတ်ကူးရှိနေဖို့ပဲလိုတာပါအမှောင်ဆုံးညဟာအလင်းဆုံးမိုးတောက်ရံကိုမွေးဖွားပေးတတ်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူဒါမှမဟုတ်နားထောင်နေတဲ့သူတွေထဲမှာစိတ်ပင်ပန်းနေသူတွေရှိရင်ကျွန်တော်တခုပဲပြောပြချင်ပါတယ်တင်ဟာအဖိုးတန်ပါတယ်တင်ဟာထီးချန်နေတာမဟုတ်ပါဘူးမနှက်ဖြန်ဆိုတဲ့အလင်းရောင်ကတင်းအတွက်စောင့်ကြိုနေသေးပါပဲခဏလောက်နားလိုက်ပါပြီးရင်တပြေးပြေးချင်းတလန်းချင်းစီပြန်စားကြည့်လိုက်ပါတင်းကိုစောင့်ကြိုနေတဲ့အောင်မြင်မှုတွေဟာတင်းရှိမှမျက်ဝါးထင်ထင်မြင်တွေ့လာပါလိမ့်မယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုနားဆင်အားပေးခဲ့ကြတော့တူတယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးသွင်းမှချမ်းသာကြပါစေခင်ဗျာအရာရာအဆင်ပြေအောင်မြင်နိုင်ကြပါစေခင်ဗျာ